သူရလေးကအောင်မြင်မှာဆိုတာကဟိုပါပေါ့ခုနကိုပြောသလိုပေါ့နော်အခုကတော့အောင်မြင်သားပြုတ်နေတဲ့မင်းသားလေးပေါ့သူ့ကျွန်တော်ဘယ်လောက်ထိမျောလင့်ထားရလဲကိုစွမ်းလို့လူကိုဖိုးချစ်တို့လူတစ်ချိန်ကြလို့ရှိရင်သူတို့နေရာရလာအောင်ဖြူမျောလင့်ထားတယ်ဘာဖြစ်လို့ကိုချစ်လို့လည်းကြီးပြီဆိုတော့ပေါ့နောက်တစ်ချိန်မှာသူတို့အဲ့နေရာတွေရလာကြမှာပဲကြီးလာပြီးကြီးတယ်မင်းသားပြီးတော့ဟိုအောင်မြင်မှုကိုခိုင်မာနဲ့ရက်တည်တဲ့မင်းသားတစ်ယောက်ဖြစ်စီစဉ်သူရဝန်ထုတ်လေးလေသူရနဲ့ကျွန်တော်နဲ့စုံနာကြပြီဗျသူဟွာဗာလဲကိုရဲမိုးတို့ကိုရဲမိုးမှာကကနေရသူနဲ့ခင်းနေတာသူခန်းထဲမှာသွားနေတာကျွန်တော်ကအဲ့နောက်ပြီးတော့ကျွန်တော်တို့ဟွာပေါ့နော်အဲ့မှာကျွန်တော်ကိုဘက်မှာနားလိုက်ကြတယ်ကိုစွမ်းလို့အကုန်လုံးနားလဲချိန်မှာသူကကိုစွမ်းစီမှာတချင်းလိုက်ဆိုတာကိုစွမ်းလည်းသူ့အားကိုးတယ်တချင်းနဲ့ပတ်သက်တယ်လေချစ်တယ်ချစ်တော့ကိုစွမ်းသူ့လက်လန်းခေါ်တာကျွန်တော်နဲ့ကလည်းကိုစွမ်းအမြဲရှိနေတာဆိုသူနဲ့ကအမြဲအပြင်မှာရှိုးဝဲလေးဆိုတွေ့နေကြသူဆူနေကြပြီးလို့ရှိရင်သူ့ကျွန်တော်ပြောတာဝင်လေမင်းကတကယ်မင်းသားအရေးချင်းရှိတယ်တကယ်ဖြစ်မဲ့မင်းသားအဲ့တော့ဇက်ထောင်စမင်းသားကြီးဖြစ်ကိုဖြစ်မှာလို့ဆိုတော့အကိုချမယ်ညီလေးဇက်ထောင်လို့ရှိရင်ကိုလုံမှာလားမလုံပြီးမှငါညင်ရလဲအဲ့ကနေပြီးတော့သူ့ရှိကိုဂတိနေရောကိုစွမ်းမလုံဖြစ်တဲ့အချိန်မှာရောသူ့ရှိမှာလာပြီးတော့ဝိုင်းရံပေးနေရက်တီဖြစ်သွားတာပေါ့ချို့မေးကြတာပေါ့နော်ကိုစွမ်းရှိမှာမနေဘူးလားကိုစွမ်းရှိမှာမနေဘူးလားကိုနေဖြစ်ပါတယ်နေဖြစ်ပါဆိုကိုစွမ်းကြတော့ဘယ်လိုလဲဆိုတော့ဒါလည်းကျွန်တော်အမြဲဖြေပါတယ်ကိုစွမ်းကြတော့သူကအခုဇက်ထောင်တာလည်းမဟုတ်ဘူးလေဒီတိုင်းဓမန်းပုံစံမျိုးနဲ့အချင်းမဲ့လိုက်ဆုံနေတဲ့ခါကျတော့ကျွန်တော်တို့ကတိတ်မလို့အချင်းဆိုကျွန်တော်တို့ရဲ့မေဂျာလူရှင်တော်ဇက်တပင်လောကမှာလည်းနော်ဇက်လူရှင်တော်တွေပေါ့နော်တပင်လူရှင်တော်တွေဖြစ်တဲ့အတွက်ကျွန်တော်ရဲ့အတွက်ကောကျွန်တော်အတွက်ကောသူရအတွက်ကောလူဦးနှစ်ဖက်ပေါ့ညပြီးတော့ငါအတွက်လည်းငါလူရှင်တော်ကမှရတော့မယ်ဆိုရဲခိုင်ဝချင်းနဲ့သူ့စီမှာနေဖြစ်သွားတာပေါ့နော်သူရစီမှာရက်တီဖြစ်သွားတာပေါ့ကျွန်တော်ကတော့ကိုစွမ်းအောင်မြင်ပြီးတဝက်လောက်မှရောက်မှာဗျကျွန်တော်ရှိမှာဆိုရင်ကိုချစ်ကြီးကိုဖိုးသေးရှိတာပေါ့နော်ကိုစွမ်းစားအောင်မြင်တော့2009 2006လောက်ပဲရှိအောင်မယ်အဲ့ချိန်ပြီးတော့မှကျွန်တော်ကကိုစွမ်းဇက်ကိုပိုင်ထောင်တဲ့အချိန်ကြမှာဒခိုက်လက်ထက်ကိုကိုစွမ်းကလည်းရုံးကန်ရတယ်လို့မဟုတ်ကိုစွမ်းအဲ့ချိန်တော့အောင်မြင်ပြီးသားဆိုတော့ तू ကရုံးကန်တယ်မလို့ तू ကအောင်မြင်တဲ့အချိန်နဲ့လိမ့်နေတာပေါ့ကျွန်တော်တို့ကသူ့နားလေးမှာမေးလိုက်ရုံပါပဲအဲ့ချိန်တော့ကျွန်တော်ကရင်တော့မန္တလေးမှာကတာဟုတ်မန္တလေးကနေမှကိုစွမ်းရှိကိုတချင်းဆိုရင်းနဲ့အကိုကိုစွမ်းခေါ်ပြတာနဲ့ကျွန်တော်ကသူ့စီမှာလှုပ်ဖြစ်တာသူ့စီမှာလှုပ်ဖြစ်တာအဲ့ဒီတော့ကလည်းတောက်တယ်ဗျအဲ့ဒီတော့ကလည်းလူစွန်တော်ဆို10ယောက်တော့မှာတကယ်နိုင်ငံကျော်ဇက်ကြီးတန်းနဲ့နာမည်ကြီးတဲ့လူစွန်တော်ကြီးကြားထဲမှာကျွန်တော်အငယ်ဆုံးအဲ့လိုမျိုးတွေပေါ့အဲ့လိုမျိုးတွေတနေ့အဲ့လိုနာမည်လေးရလာတာကိုရဲ့ကျေးဇူးတွေအများကြီးပါတယ်သူကကျွန်တော်နဲ့တချင်းတွဲဆိုခေါ်ပြေးတယ်တည်ရမလားအဲ့လိုမျိုးနဲ့ကျွန်တော်ကကိုစွမ်းနဲ့မှနာမည်လေးတစ်လုံးရခဲ့တာပေါ့နော်သူရလေးကအောင်မြင်မှာဆိုတာကဟိုပါပေါ့ခုနကိုပြောသလိုပေါ့နော်အခုကတော့အောင်မြင်သားပြုတ်နေတဲ့မင်းသားလေးပေါ့သူ့ကျွန်တော်ဘယ်လောက်ထိမျောလင့်ထားရလဲကိုစွမ်းလို့လူကိုဖိုးချစ်တို့လူတစ်ချိန်ကြလို့ရှိရင်သူတို့နေရာရလာအောင်ဖြူမျောလင့်ထားတယ်ဘာဖြစ်လို့ကိုချစ်လို့လည်းကြီးပြီဆိုတော့ပေါ့နောက်တစ်ချိန်မှာသူတို့အဲ့နေရာတွေရလာကြမှာပဲကြီးလာပြီးကြီးတယ်မင်းသားပြီးတော့ဟိုအောင်မြင်မှုကိုခိုင်မာနဲ့ရက်တည်တဲ့မင်းသားတစ်ယောက်ဖြစ်စီစဉ်သူရဝန်ထုတ်လေးလေ